ဘရိုပြောတာကတဲ့တကယ်ဘူးတူတရတယ်တဲ့လေဦးလေသိန်းကနည်းနည်းရားနေတယ်ပုံမှန်အတိုင်းပြောသေးခြင်းပါတယ်ဂျပန်ရောက်လေအောင်မြင်ပါသေးဗျာတဲ့ဟာညီကိုအဲ့လိုမျိုးဟိုတာဟိုစားလေဘယ်လိုပြောရမလဲအဲ့လိုမျိုးပဲကျွန်တော်အဲ့လိုမျိုးထောက်ပြပေးတဲ့ comment တွေတော်တော်များများကျွန်တော်ရတယ်ဗျာဘယ်လိုရတယ်ဆိုတော့ကျွန်တော် YouTube မှာဗျာ YouTube မှာကျွန်တော်မနေဘူးရတယ်ဗျာအရင်တော့ဆိုရင်ကျွန်တော်ဟိုလိုဗီဒီယိုတွေတင်ရဗျာအခုလိုမျိုးဟိုရုပ်ပြပြီးတော့တင်တာမဟုတ်ဘူးဗျာအရင်တော့ကျွန်တော်အဲ့လိုမျိုး script ပါတေးချာချာနာနာကြီးတယ်ဗျာရေးပြီးတော့တင်တယ်တင်တဲ့ခါကျတော့ကျွန်တော်ဒီဟိုဘယ်လိုပြောရမလဲဒီ script ရေးဖတ်တဲ့ခါကျစာဖတ်သလိုပုံစံဖြစ်နေတဲ့ခါကျတော်တော်များများကျွန်တော်အာ brother တဲ့စာကြက်နေရတာတဲ့အဲ့လိုစာဖတ်နေရတာတဲ့အမင်းအရက်မူကြီးပြောနေတာလားကွာတဲ့အဲ့လိုမျိုးပြောတယ်ဗျာအဲ့လိုမျိုးပြောတဲ့ခါကျတော့ဟုတ်ပြီတော့ဒါကတော့ကိုကြည့်ရတဲ့သူတွေကအဲ့လိုမျိုးပြောတဲ့ခါကျတော့နောက်ပိုင်းကျတော့ကျွန်တော်လည်းဟိုအဲ့လိုမျိုး script ရေးဖို့အချိန်တွေကလည်းမရှိတာတကြောင်ရဲ့အမျိုးမျိုးသောအကြောင်းကိစ္စတွေကြောင့်ပေါ့နော်ဒီတိုင်း script မရေးတော့ဘဲနဲ့လက်တန်းတွေပြောတာဗျာကျွန်တော်ကအမှန်ဆိုရင်ကျွန်တော်ကစကားပြောတော့ကျွန်တော်တအားမြန်တယ်ဗျာကျွန်တော်ဝူးနဲ့ပြောချပါဟိုတိတ်မရင်းနေတဲ့သူဆိုရင်ကျွန်တော်ပြောတဲ့စကားအတန်တိတ်နားမလဲအခုနောက်ပိုင်းကျွန်တော်လိုမျိုးဗီဒီယိုရိုက်တဲ့ခါကျတော့ဟိုကိုအမြန်ပြောရင်တစ်ဖက်သားနားမလဲတာတကြောင်တော့လဲဝါမှတကြောင်အဲ့ဒါကြောင့်မလို့ကျွန်တော်တလုံးချင်းစီကျွန်တော်ပြောတာပေါ့နော်ဟိုကျွန်တော်ရားပြီးတော့ကျွန်တော်ပြောတာမဟုတ်ဒါကျွန်တော်ရဲ့ပင်ကိုအတန်ဗျာပင်ကိုမှကျွန်တော်နည်းနည်းလေးဗျာဟိုစပီးကိုမမြင့်မယ်စပီးကိုချပြီးတော့ကျွန်တော်ပြောတာဗျာဂျပန်ရောက်လေတန်လည်းမဟုတ်ပါဘူးညီကိုကကျွန်တော်ရဲ့ original ပုံမှန်အတိုင်းပဲခင်ဗျအခုလိုမျိုးလို့ထောက်ပြပေးရကျေးဇူးတင်ပါတယ်ခင်ဗျနောက်ပြီးတော့ကျွန်တော်လူမျိုးဗျာလူမျိုးကြီးတဲ့သူတွေကိုလည်းကျွန်တော်ဟိုဟာဖြစ်တယ်ဗျာတန်ဖိုးထားတယ်ဗျာနောက်ကွန်မန့်ကိုတေးချာရေးပေးတဲ့သူတွေဗျာတချို့ကြီးကြာတေးချာအဲ့လိုအချိန်ပေးရေးတယ်အရှိကြီးရေးတယ်အဲ့ဒါလေကျွန်တော်အကုန်ဖတ်တော့ဖတ်ပါတယ်တချို့ကွန်မန့်တွေကြာလည်းဗျာဟိုအနုလက္ခဏာဆောင်တဲ့ကွန်မန့်တွေဆိုတော့ကျွန်တော်ကြော်သွားတာပေါ့နော်နောက်ပြီးတော့အောင်မြင်ပါသေးဗျာတဲ့ brother ကျွန်တော်မအောင်လဲမအောင်မြင်ချင်ပါဘူးခင်ဗျဘာကြောင့်မအောင်မြင်လဲဆိုတော့ကျွန်တော်အခုဒီဂျပန်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကျွန်တော်တင်တယ်ဆိုတဲ့ဟာကကျွန်တော်ဝါသနာပါလို့ဗျာကျွန်တော်တကယ်ဝါသနာပါလို့ကျွန်တော်တင်တယ်နောက်ပြီးတော့ကျွန်တော်ဗျာဂျပန်သားကိုကျွန်တော်စတင်တယ်ဗျာဂျပန်သားကိုကျွန်တော်စပြီးလေ့လာတဲ့အချိန်မှာခါကြတော့ဂျပန်ဆိုတာဘယ်လိုနိုင်ငံမျိုးလဲကျွန်တော်အဲ့တော့မသိသေးဘူးဗျာနောက်ပြီးတော့ဂျပန်ဆိုရဲနိုင်ငံငါတို့နိုင်ငံနဲ့ဘယ်လိုပတ်သက်ဆက်ဆံမှုတွေရှိလဲဆိုတာကိုကျွန်တော်စပြီးတော့လေ့လာပြီးတော့ကျွန်တော်ရဲ့တခုအားနေချက်ပါလဲဆိုတော့ကျွန်တော်ကဟိုဂျပန်သားတင်လို့ရှိရင်ဟိုသူများလူမျိုးတချင်းတွေလည်းမကြိုက်ဘူးဗျာ animation တွေလည်းမကြိုက်ဘူးဗျာဟုတ်ပြီငါဘာကြိုက်တက်လဲငါကြိုက်တက်တာဘာလဲအမိုင်ကိုပြန်စဉ်းစားကြည့်တယ်ငါကြိုက်တက်တာတမိုင်းပါလားဆိုအဲ့လိုပုံစံမျိုးဝါသနာပါတဲ့ခါကျတော့ဒီဂျပန်နဲ့မြန်မာနဲ့ပတ်သက်ခဲ့တဲ့ဆက်သွယ်ခဲ့တဲ့တမိုင်းအမျိုးစာအုပ်တွေဖတ်တယ်နောက်ပြီးတဲ့ခါကျတော့ဒီဂျပန်စကားနဲ့ဂျပန်စာနဲ့တူတဲ့ချိန်တဲ့ခါကျတော့ဒီဂျပန်ရဲ့သတင်းတွေပေါ့နော်ဂျပန်ရဲ့သတင်းတွေကိုကြည့်တယ်နောက်ဒီဂျပန်ရဲ့ documentary တွေမျိုးဟာမျိုးတွေတမိုင်းကြောင်ပြောတဲ့ documentary ဟာမျိုးတွေအဲ့ဒါတွေကြည့်တယ်ကြည့်ရင်နဲ့အကြောင်းအရာတွေဖြည်းဖြည်းနဲ့တိလာမှာကိုမသိတဲ့အရာတွေလည်းတိလာခဲ့တယ်ပေါ့နော်တိလာခဲ့တဲ့ခါကျတော့ဒီအောင်ငါဘာလို့ရင်ကောင်းမလဲငါစဉ်းစားငါတိပြီးငါတယောက်တည်းပဲတိသွားမယ်ဟုတ်ပြီငါတယောက်တည်းပဲသိရင်ငါတယောက်တည်းပဲသိသွားမယ်အဲ့ဒါကြောင့်မလို့ကျွန်တော်နေပြီးတော့ကျွန်တော်အစအဆုံးကျွန်တော် YouTube channel စဖွင့်တယ်ဗျာYouTube channel စဖွင့်ပြီးတော့ကျွန်တော် YouTube channel မှာကျွန်တော်ဗီဒီယိုလေးပုံမှန်တင်တယ်ဗျာတင်နဲ့နောက်ပိုင်းဗီဒီယို YouTube မှာ channel ကမိနစ်အရှည်တင်တဲ့အခါကျတော့ဟိုဒီ TikTok မှာလည်းပဲဒီဗီဒီယိုလေးအလကားဖြစ်ပါတယ်ကွာ YouTube တခုလည်းဆိုအလကားဖြစ်ပါတယ်ကွာဆိုပြီးတော့ကျွန်တော် TikTok မှာကျတော့ဒီမိနစ်1မိနစ်ကျော်လေးပိုင်းလိုက်ပြီးတော့တင်တာပေါ့နော်နောက်ပိုင်းကျတော့ဒီ TikTok ကကျတော့ဟိုတင်ရတာပို့ပြီးတော့လွယ်တယ်ဗျာအချိန်မပေးရဘူးဗျာဖုန်းလေးထောင်ရင်တော့ရိုက်လိုက်တာနဲ့ကြာတယ်ဗျာ YouTube ကကျတော့အဲ့လိုမျိုးဟိုအပြင်စင်လေးနည်းနည်းလောက်ကြတဲ့ခါကျတော့ဗျာနောက်ပိုင်းကျွန်တော် TikTok မှာပဲကျွန်တော်ရှိတာတော့နည်းနည်းပိုများတယ်ပေါ့နော်ဟိုအောင်လည်းမအောင်မြင်ချင်ပါဘူးခင်ဗျာကျွန်တော်ဒီတိုင်းပဲကျွန်တော်ဝါသနာပါတာကိုကျွန်တော်ပြောနေရင်ကျွန်တော်ကျင်တတ်တယ်ပေါ့နော်ကျွန်တော်လည်းပဲကျွန်တော်အခုပြောနေတဲ့အကြောင်းအရာတွေကျွန်တော်သိတဲ့လောက်လေးတွေပဲကျွန်တော်ပြောနေတာပေါ့နော်ကျွန်တော်လည်းအလုံးစုံသိနေတာမဟုတ်ဘူးဗျာတချို့ comment တွေဆိုရင်ညီကိုတွေဆိုရင်သူတို့အတိမြင်နဲ့ကိုယ်အတိမြင်နဲ့ဖလှယ်တဲ့ခါကျအရန်ဟိုဘယ်လိုပြအပေးယူမြရတယ်ဗျာဟိုညီကိုတို့လည်းအဲ့လိုမျိုးကိုတိတဲ့အကြောင်းအရာလေးလည်းအဲ့လိုဝင်ရေးပြီးတော့ကျွန်တော်သိတဲ့အကြောင်းအရာလေးပြောအပြန်လမ်းပါ cash ball ပုံစံမျိုးလေးဗျာအဲ့လိုပုံစံမျိုးလေးကိုကျွန်တော်သွားချင်တာဗျာဟိုလိုမျိုးကြီးလည်းမအောင်မြင်ချင်ပါဘူးခင်ဗျာကျွန်တော်ဘာခေါ်ကြီးမှလည်းမဟုတ်ဘူးကျွန်တော်ဒီတိုင်းလေးပဲကျွန်တော်ဝါသနာပါတာလေးကျွန်တော်လုပ်ပြီးတော့ကျွန်တော်ဒီတိုင်းလေးပဲဖြစ်ချင်တာဗျာအဲ့လိုမျိုးဟိုလိုကြီးဒီလိုကြီးလည်းမဖြစ်ချင်ပါဘူးခင်ဗျာအဲ့လိုမျိုးတကူတကကွန်မန့်ဝင်ရေးပေးလေကျေးဇူးအများကြီးတင်ပါတယ်နောက်တော့ကျွန်တော်အတန်လည်းကျွန်တော်ပုံမှန်အတန်ပါခင်ဗျာကျွန်တော်ယာပြီးတော့လည်းကျွန်တော်ပြောတာမဟုတ်ပါဘူးခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာ